ကစားဝန္ဒနာရှင်များအားလုံးပဲမင်္ဂလာပါစပွားရဲ့ယူချင်နေမှနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့စပွားရဲ့ယူချင်နေဆိုရင်ဖြင့်ကစားသတင်းနဲ့ဝန်ချန်ပီယံရှစ် UFC ဖိတာသတင်းတွေကိုရှောင်းဝေစုစည်းကတင်ဆက်ပေးလျက်ရှိပါတယ်ကျွန်တော်ရဲ့စပွားရဲ့ယူချင်တွေကိုအားပေးရှင်ဆိုရင်တော့ဆွတ်ခတ်လုပ်ပြီးတော့ notification ခေါင်းလေးကိုတကြည်နှိပ်ပေးတော့ဖို့မိတ်ဆွေများကိုဖိတ်ခေါ်လိုက်ရပါတယ်ဒီစဉ်နဲ့ပြောလို့နေတဲ့ကစားသတင်းတွေနဲ့ဝန်ချန်ပီယံရှစ် UFC ဖိတာသတင်းတွေပဲဖြစ်ပါတယ်3ရက်3လပိုင်း2024ခုကမ္ဘောဒီးယားနိုင်ငံမှာပြုလုပ်ကျင်းပတဲ့ခွန်ခမာအားကစားဖိတ်တာပြင်ပွဲဖြစ်ပါတယ်ခွန်ခမာပြင်ပွဲမှာတော့စူမိုဇော်ဘလို့ထိုးကြမလဲမြန်မာဖိတ်တာတွေကမ္ဘောဒီးယားဖိတ်တာကတော့အသက်23နှစ်ရှိပါတယ်မြန်မာဖိတ်တာကတော့22နှစ်နော်သူ့ရဲ့ height အရှည်ကတော့နော်190နော်မြန်မာဖိတ်တာကပိုပြီးတော့ရှည်ပါဗျာမြန်မာဖိတ်တာကတော့နော်118 cm ရှိပါတယ်ဗျာကီလိုကတော့63.50ကီလိုရှိပါတယ်မြန်မာဖိုက်တာလေး63.50ကီလိုပါနော်သူကဖိုက်ပွဲကတော့နော်ကမ္ဘောဒီးယားဖိုက်တာကပို့ပြီးတော့နော်အရေးအတွက်များပါတယ်နိုင်ပွဲကလည်းပို့ပြီးတော့များလာပေါ့နော်မြန်မာဖိုက်တာကတော့တော်တော်လေးနေပါသေးတယ်အတွေ့အကြုံနေတယ်လို့ဆိုရမှာဖြစ်ပါတယ်ဒါမဲ့နော်ကမ္ဘောဒီးယားနိုင်ငံကတော့ဖိုက်တာကတော့နော်စစ်ကိုဝေးရှုံးခဲ့ပါတယ်မြန်မာဖိုက်တာကတော့ရှုံးခွင့်မရှိသေးပါဘူးထိုးတဲ့ပွဲလေးနေပါသေးတာပေါ့နော်အဲ့လိုမျိုးဒီနေ့ကတော့ဟုတ်ခဲ့ပါမြန်မာဖိုက်တာနဲ့ကမ္ဘောဒီးယားဖိုက်တာတို့ရဲ့အပြိုင်မှုကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်ကဲနည်းနည်းကြည့်ရအောင်ဗျကဲပထမရှိပေါ့နော်ကျွန်တော်တို့စတင်လို့ထိုးမှာဖြစ်ပါတယ်ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပတဲ့ပွဲတွေပါကမ္ဘောဒီးယားနိုင်ငံမှာဆိုတော့နော်အလေးထိုးနိုင်မှနော်အလေးမထိုးရင်တော့ကျွန်တော်တို့သူ့နိုင်ငံကလည်းအဲ့လိုမျိုးအမှတ်ယူရမယ်ဆိုလို့ရှိရင်နော်သူ့နိုင်ငံကိုဦးစားပေးတဲ့အနေအထားတွေတအားများပါတယ်ဗျဘက်လိုက်တဲ့အနေအထားလေးတွေကဲမြန်မာဖိုက်တာနဲ့ကမ္ဘောဒီးယားရဲ့ဖိုက်တာမြန်မာဖိုက်တာကတော့နည်းနည်းရှိတာပေါ့နော်ကမ္ဘောဒီးယားဖိုက်တာကတော့နည်းနည်းတိုးတယ်ဒါမဲ့ထိုးရနော်ပွဲအယူတော့ကတော့နော်ကမ္ဘောဒီးယားနိုင်ငံကပွဲကကမ္ဘောဒီးယားဖိုက်တာကပို့ပြီးတော့အတွေ့အကြုံများပါတယ်ဗျမြန်မာဖိုက်တာကတော့အတွေ့အကြုံနေသေးတယ်နော်အတွေ့အကြုံများတဲ့ပုဂ္ဂိုလ်ကတော့ပိုတာတာပေါ့ဘာဖြစ်ဆိုလို့ရှိရင်အတွေ့အကြုံများတဲ့အတွက်ကြောင့်ဘယ်လိုထိုးရမလဲနေ့စဉ်နေ့တွေပို့ပြီးတော့နော်တိတိတသာတွေ့ရနော်တာတဲ့ဥစ္စာလေးတရားအောင်ဖြစ်ပါမြန်မာဖိုက်တာအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်เนาะဒီလိုအရက်အမောင်းလေးနဲ့တော့ကောင်းကောင်းထိုးနိုင်ပါတယ်เนาะဒီကြည့်လိုက်မယ်ဆိုပြီးအကောင်ငေးတာเนาะအကိုကသေးတဲ့အကောင်လေးကိုပြောမှာဖြစ်ပါအရက်တူတာပေါ့เนาะကျွန်တော်မြန်မာဖိုက်တာစူမိုဇော်ကတော့ပို့ပြီးတော့เนาะခန္ဓာကိုယ်အရက်မောင်းပို့ပြီးတော့ရှိပါတယ်เนาะสมมุติว่าထိုးရမယ်ဟိုက်တာတွေထိုးတော့ကြည့်ကြတော့အရာဆုံးပေါ့နော်ကျွန်တော်အတွေ့အလောက်ပေါ့နော်ဒီထိုင်းနိုင်ငံဖိလာတွေပို့ပြီးတော့အားရပါနော်ထိုးတော့ကြိတ်တာပို့ကြိုက်သဘောကျနောက်နိုင်ငံကဖိတာတွေပေါ့နော်ဒီအာဆီယံနိုင်ငံမှာဖိတာတွေအားလုံးထဲမှာတော့ထိုင်းနိုင်ငံဖိတာတွေကတော့ထိုးအကျိတ်တွေတော်တော်ကောင်းတယ်နော်အကစားသမားတွေတော်တော်များပါတယ်နော်ထိုင်းနိုင်ငံဆိုလို့ရှိရင်ဒီဖိတာတွေတော်တော်များပါတယ်အဲ့လိုနောက်ဆုံးမထိုးပဲရှိတိုးပြီးထိုးရမှာနည်းနည်းနော်မြန်မာဖိုက်တာတွေကအဲ့တော့နောက်ဆုံးတော့ကြိုက်ထိုးရမယ်နံပါတ်1ရှိပါနော်နံပါတ်1ရှိဖြစ်ပါလေဗျနော်ပထမရှိကုံတော့မှာပါပဲပြီးတော့မယ်ပထမရှိပြီးတော့မယ်ထိုးရှာတွေကတော့နော်တိတ်အားမရတယ်လို့ပဲပထမရှိနော်ပထမရှိပြီးတော့ပါအားကြောင့်နော်ထိုင်းရည်နဲ့ကမ္ဘောဒီးယားနိုင်ငံနဲ့နိုင်ငံခြားထိုးဆိုလို့ပြီးအောင်လေးထိုးမှာမြန်မာတွေကနိုင်မှာဖြစ်ပါတယ်ဗျအလေးထိုးအလေးသာထိုးကြပါ
ကဲဒုတိယရှိဖြစ်ပါလေဗျဒုတိယရှိစိုးမိုးစောကဲထိုးထားမယ်ဗျစိုးမိုးစောထိုးထားမယ်စိုးမိုးစောထိုးထားမယ်ထိုးတာကြိတ်တာဖိုင်ကြတော့နော်စိတ်တဲ့လေအရန်ကိုလိုအဲ့တယ်နော်စိတ်တဲ့တွေကလေတော်လဲလေးရှိဖို့ထိုးဖို့နော်သူထိုးကိုထိုးနောက်ဆုတ်တာအဆင်ပြေဘူးရှိကိုတွန်းထိုးတာကြိုက်တယ်ထက်ကနော်ထိုင်းကဖိုက်ကြတွေကထိုးတာကိုအားရသူကဇက်တိုက်အဲ့လိုမျိုးပြီးထိုးတာတလုံးပြီးဇက်တိုက်ပေါ့နော်အဲ့လိုမျိုးသူကတလုံးထိုးပြီးနောက်ပြန်ဆုတ်ဆိုလို့ရှိရင်နော်ထိုးတဲ့ဥစ္စာကပို့ပြီးတော့ဘယ်လိုပြောကျွန်တော်တို့ပြန်ပြီးတော့ပြင်လို့ရပါဘောနေရာပြန်ယူလို့ရပါဘောနော်အသေးပြန်ယူလို့ရစက်တိုက်ထိုးတဲ့ခါကျတော့နော်ရှိရောနောက်ရောကျွန်တော်တို့ခါလေးကိုနော်ကိုလိုချင်တဲ့အကွာအောင်မရဘူးပေါ့နော်အဲ့လိုမြင်ဆက်အနိုင်ရရှိနိုင်တာပေါ့အဲ့လိုအနေထားလေးပြည့်အောင်ဖြတ်တာပေါ့နော်ပွေးကိုအဲ့လိုမျိုးပေါ့ခုတော့တလုံးထိုးပြီဆိုလို့ရှိရင်နောက်ကိုဆုပ်လိုက်ရှိလုံးထိုးပြီဆိုလို့ရှိရင်နောက်ကိုဆုပ်လိုက်ဒါမျိုးဆိုလို့ရှိရင်နော်ပွေးရနော်ပြည့်ဖို့ဆိုတာမလွယ်ပါဘူးကျွန်တော်အမြင်ပေါ့နော်ဒီလိုမြင်ပါလေဗျကျွန်တော်ထိုက်ဖိုက်တာနော်ထိုးတဲ့ခါကျနော်အဲ့လိုမျိုးထိုးတဲ့ဟာစက်တိုက်ပေါ့နော်တလုံးပြီးဇက်တိုက်ထိုးရမှာအဲ့လိုတွတ်ဆုပ်ထိုးရတော့နော်ပွေးမပြီးနိုင်ပါဘူးဗျာဝင်ပြီးတော့ထိုးပါလားဟာလေတလုံးပြီးလိုက်ဘာမှမလုပ်ဒီတိုင်းပဲလုပ်နေရတော့နော်ပွေးပြီးဖို့မလွယ်ဘူးဒီပွေးတွေကစိုးမိုးစောထိုးထားမယ်နောက်မဆုံးနဲ့ကွာရှိတိုးမယ်နောက်ဆုံးလည်းမကြိုက်ဘူးစီတိုးမယ်ထိုးထားတဲ့တလုံးတော့စက်တိုက်ကြီးစက်ရိုက်ထိုးစီရှင်ထိုးပါလားအဲ့မှာဆက်ပြီးတော့သူလက်သေးရလောက်ကောင်းနေတာထိုးထားထပ်ပြီးထိုးထားအဲ့လိုမျိုးနောက်အဲ့မှာထိကြပဲဒီလောက်ဝင်သွားတာပဲအဲ့ဆိုလို့ရှိမြင်နေနော်ခဏလေးပဲကြည့်လို့ကောင်းတယ်မွေးဒါတော့3ရက်ပေါ့နော်3လပိုင်း2024ခုခွန်ခမာပြိုင်ပွဲပေါ့နော်ဒီခွန်ခမာကမျိုးဗမာမြန်မာဖိုက်တာလေးနဲ့နော်ကမ္ဘောဒီးယားနိုင်ငံရဲ့ဖိုက်တာအပြိုင်မှုတွေပါရှစ်တော့လည်းကန်လာတယ်နော်ကြောက်စရာတော့ကောင်းပါမြန်မာဖိုက်တာထိုးတာလေးထိပါတယ်နော်ထိုးချတွေကလည်းကောင်းတယ်ဒါပေမဲ့ထိမိနော်မထိုးမိတဲ့အခါကျတော့နော်ဘာမှမဖြစ်ပါဘူးတလုံးထိုးပြီးတလုံးပြန်ဆုပ်သွားတာပေါ့နော်အဲ့လိုမျိုးတွေကအဆင်ပြေဘူးနော်တလုံးပြီးတလုံးဇက်တိုက်အဲ့လိုမျိုးထိုးနေရမှာနော်ရှီတိုးပြီးတော့နောက်ဆုပ်သွားပြီဆိုလို့ရှိရင်နောက်တလုံးနော်လူတယောက်ဟာပြန်ပြီးတော့ပြင်လို့ရတာပေါ့နော်နေရာယူလို့ရပါတယ်ဒါပွေးမပြီးနိုင်ဘူးနော်မြင်ဆက်ကဲနံပါတ်3ရှီမြောက်ဖြစ်ပါလေဗျသူတို့9ရှီလောက်ထွေးရမှာနော်3ရှီမြောက်ပေါ့နော်တရှီ3မိနစ်နော်ထွေးရမှာဖြစ်ပါတယ်3မိနစ်စီပေါ့နော်အဲ့မှာထိတော့ဟောလက်အိမ်နောက်ဆိုတော့တိတ်ဘာမှမဖြစ်တော့ထိုးစမ်းကွာစိုးမိုးစောဖိုက်ထားမယ်ဖိုက်ထားမယ်တတောင်းနေသိမ့်မပါဘူးနော်သူကလက်သီးတွေကပိုမြတ်ထိုင်းဖိုက်တာတွေ့တော့နော်တတောင်းတွေကပိုမြတ်အဲ့ဒါထိကြပဲနော်အဲ့ဒါကမ္ဘောဒီးယားဖိုက်တာထိကြပဲမှာဒါဆိုလို့ရှိရင်သူကနော်မှန်တဲ့ပတ်သက်လာတာတွေမှတ်ပေးရမယ်ဟာလေနော်စိုးမိုးစောကောင်းနေဗျာပို့ပြီးတော့ကောင်းလာလေဗျာ
နောက်မဆုံးနဲ့ရှိတိုးထားမယ်ရှိကိုတိုးထားမယ်ဝင်ထားနောက်မဆုံးနဲ့နောက်ဆိုတာမကြိုက်ဘူးနော်ရှိတိုးထားမယ်ကိုကတန်တဲ့ဟာကြီးကိုနော်အဲ့မှာကိုတန်တဲ့ဟာကြီးကိုဒီလောက်ထိုးနော်မျက်နှာခွက်တွေမှာဝင်နေတာကြီးကိုထိုးတာဒီလောက်တန်တဲ့ဟာကြီးဘာဖြစ်နောက်ဆောထိုးထားကိုကလက်တန်လေးရှင်တဲ့ဟာကြီးကိုနော်စိုးမိုးစွာနောက်မဆုံးနဲ့အားပေးမှုတော့ကျွန်တော်တို့အားပေးပါလေဗျာကျွန်တော်တို့အမျိုးတွေနောက်မြန်မာမျိုးတွေဘလိုပဲဖြစ်ဖြစ်ပေါ့နော်ဒါပေမဲ့နေ့စနေ့ပိုင်းတွေပေါ့နော်ဘလိုလက်ကျင့်မှုတွေစကေးတွေလေ့လာဖို့အများကြီးလိုပါနော်လေ့လာဖို့များတဲ့ပုဂ္ဂိုလ်ကပို့ပြီးတော့တန်မာတဲ့လူပါပဲဗျာတွေ့ကြုံများဖို့လိုတွေနော်နေ့စနေ့ပဲကောင်းဖို့လိုတွေဒါတွေနော်မြန်မာကဖိုက်တာလေးတွေလောက်ရမှာဗျအဲ့လိုဖွင့်ပြီးထိုးတဲ့ဥစ္စာသဘောမကျဘူးနော်လက်သီးလေးပေါ်လေးမှတင်တော့ပိုကြိုက်ညနေခွာပိတ်တာညနေခွာနားလေးမှဖွင့်ပြီးတော့နော်အဲ့လိုနေတဲ့ဟာသိသဘောမကျဘာဖြစ်ဆိုအန်ဒီရှိတာပေါ့နော်ဒါပြောလို့မရဘူးရှည်လက်တွေဆိုတာရှာနော်တအားမြင်တဲ့အရာလေးတွေပေါ့နော်လက်သီးကနော်အနေတန်းအဲ့မျက်နှာခွာနားမှာကက်ထားတဲ့ဥစ္စာပေါ်ကအန်ဒီရှင်းတာပေါ့လက်သီးရောအဲ့လိုအနားမှာသူ့ရဲ့မျက်နှာခွာနားမှာကဲပြီးတော့ထိုးတာဘောကအဆင်ပြေပြီရှေ့ထောက်တွေကဘာမှမဆုံးမကြော်နော်ရင်ဘက်တွေကိုကန်ရဥစ္စာနော်ပရိုနီကာတော့ကန်တဲ့အနေထားလေးမတွေ့လို့အဲ့လိုကွက်လေးမြင်းများသုံးရမှာရှေ့ထောက်တွေအရန်နေတယ်နော်ရှေ့ထောက်တွေကျွန်တော်တွေ့သလောက်နော်ဆုံးမကြော်ရှေ့ထောက်လိုအပ်ပါတယ်နော်ရှေ့ထောက်ကန်မှုလေးတွေရင်ဘက်ကိုစောင့်ကန်တဲ့ဟာလေးတွေနော်ရှေ့ထောက်တွေကန်မှုလိုပါတယ်ဒါဆိုလို့ရှိရင်ဒါတော့အရက်ရှိတဲ့ဟာနော်နော်ကမ်ဘူရှာဖိုက်တာနောက်ကိုကဲလို့မရဘူးဒါနေ့စနေ့တွေအရင်လိုအပ်တာပေါ့နော်ကျွန်တော်တို့အမြင်ပေါ့လားနေ့စနေ့ပိုင်းတွေလိုအပ်တယ်ပေါ့နော်ပွေကြည့်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့အများကြီးပေါ့နော်လက်တစ်ခုတော့မပြီးနိုင်ဘူးနော်ကျွန်တော်တို့ရှည်ရောပါလို့နော်ရှည်ထောက်တွေကံမှုတွေအရင်လိုအပ်ပါတယ်ဒါတော့3ရှည်မြောက်ပါ3ရှည်မြောက်မကြည့်တော့တီမီတော့မထီသေးဘူးနော်အဲ့ဒါရှည်ထောက်တွေကံရမှာကမ္ဘောဒီးယားဖိုက်တာမှာတော့ပိုထိတာများတာပေါ့နော်လက်သီးတွေဝင်တာပိုများတယ်ဒါဆိုလို့ရှိရင်နော်နောက်ဆုံးလို့မရဘူးတခါတည်းရှေ့ထောင်းတော့ကန်ထားပြီးနေတာရှင်ဘက်ကိုကန်တဲ့နေ့စနေ့လို့နော်အဲ့ဆိုအားမဆိုင်ဘူးပြန်လေးကဲလေးရှီမြောက်ပါဗျာလေးရှီမြောက်ကဲလေးရှီမြောက်ထိုးမယ်တကယ်တော့နော်ဒီစိုးမိုးစော်ရှေ့ထောက်တာတွေကောင်းမယ်ဆိုလို့ရှိရင်နော်ကမ်ဘူရှာဖိုက်တာအနားတော့မကတ်နိုင်ပါဘူးနော်ကျွန်တော်အမြင်ပေါ့နော်ထိုင်းဖိုက်တာတွေကိုကျွန်တော်အရင်သဘောကျနော်အဲ့လိုရှေ့ကန်တာတွေနော်ရင်ဖက်တွေစောင့်ကန်တာတွေဘရိုနီကာနေ့စနေ့တွေမဆိုးဘူးကျွန်တော်သဘောကျတယ်နော်ရှေ့ထောက်ကန်တဲ့ဟာတွေသူကလက်နဲ့ကြတော့နော်ပြောမှဆိုလို့ရှိရင်ရှေ့ထောက်ကပို့လို့အားတန်းတာပေါ့ဒီရှေ့ထောက်ကကောင်းထိလိုက်ပြီဆိုလို့ရှိရင်နော်ထိမိတော့ပြီဆိုလို့ရှိရင်ကျွန်တော်ထိုင်းကစူပါလက်လို့ပေါ့နော်ရော့ထန်လို့အနေထားလေးပေါ့နော်ရှေ့ထောက်ကန်ချတဲ့အရန်တန်ပါတယ်ပေါ့နော်တဝန်ရှင်လို့ဆိုလို့ရှိရင်တကယ်ကိုနော်ရှေ့ထောက်အရန်တန်ပါတဲ့လူတွေပေါ့နော်သူကန်လဲရှေ့ထောက်တွေကသူမြောက်တကရှေ့ထောက်တွေကိုလုံးဝကိုနော်မထနိုင်အောင်တလုံးနဲ့ပြီးကြပွေးပြီးအောင်နော်သူရှေ့ထောက်တွေကကန်ချတဲ့အရန်ပြင်းစုမှုဇော်လေးပဲနော်ရှေ့ထောက်ကန်မှုတွေကိုတုံရမှာဖြစ်ပါလေရှေ့ထောက်ကန်တွေတအားနေပါလေဗျာလက်သီးထိုးလို့တိုက်မှမဖြစ်တယ်လို့ရှေ့ထောက်ကန်မှုလေးလိုပါတယ်ကောင်းလားထိုးထားကြနောက်မဆုံးနဲ့ထိုးထားမယ်ရှေ့ထောက်ကံမှုတွေလိုအပ်တယ်လက်တိနာပွေးမပြီးဘူးနော်ရှေ့ထောက်လေးပါရှေ့ထောက်ကတော့ပေါ်ကထိရလားပေါ်ကနော်ပေါ်ကအားပါတာဗောနော်အားပါပြင်းထန်တဲ့အရာဆုံးကတော့နော်ရှေ့ထောက်ဖြစ်ပါနော်ရှေ့ထောက်ကန်ဆက်ဆိုလို့ရှိရင်ဒါမလွယ်ဘူးတော်တော်လေးကိုနော်ပွေးပြီးနိုင်တယ်ဗောနော်ရှေ့ထောက်နဲ့ကန်ထိပြီဆိုလို့ရှိလက်တိကတော့နော်ထိတာအများကြီးပဲနော်သူထိုးတာတော်တော်လေးထိပါဗျာစုမှုစော်ထိုးတဲ့ဥစ္စာနော်ကမ်ဘူရှာဖိုက်တာမျက်နှာတော်မှနင်ရေးတွန်းနေတာပဲနော်ထိတာများတယ်မတွေ့လား3လေးရှိထိတယ်မိုက်တယ်စုမှုစော်ထိုးထားမယ်ကောင်းတယ်ထိုးကမှာထိတာပုံများတာဗောနော်ဒါလေဆိုလို့ရှိရင်အမှတ်ပေးရမှာ
တပွဲလုံးကကျွန်တော်တွေ့သလောက်နော်ကျွန်တော်တို့မြန်မာဖိုက်တာပို့ပြီးတော့နော်ထိုးတာမျက်နှာခေါက်မှာထိတာပုံများတာပေါ့ကွာဒါတိုင်တွေကနော်အမှတ်ပေးစနစ်တွေကဒါတွေကိုဘယ်လိုကြည့်တော့မသိဘူးကဲလေးရှီမြောက်ပါဗျာပြီးတော့မယ်လေးရှီမြောက်လဲရှီတွေကတော့စုံမကျော်ထိုးထားပါနောက်မဆုံးနဲ့အာတိုက်ထားတာအာကိုတင်တာအာတင်တာကဲလေးရှီမြောက်ပြီးတော့ပါပြီနော်ဘယ်သူမှလည်းရှုံးနိုင်မတွေ့သေးပါဘူးဗျကဲဒီပွဲတွေကတော့ငါးရှီပြီးပါနော်ငါးရှီထိုးရမယ်ပွဲတွေပါငါးရှီတာနော်မထိုးနိုင်တော့အတိုင်းအဆုံးဖြတ်နော်ဆုံးဖြတ်သွားမှာဖြစ်ပါတယ်ဗျာအဲ့ဒါဆိုလို့ရှိရင်အမှတ်ပေးရမယ်ဒါဆိုလို့ရှိရင်နော်အဲ့ဒါဆိုရင်နော်ဒါသုံးလေးရှိကျွန်တော်တွေ့သလားပေါ့နော်ကျွန်တော်တို့မြန်မာဖိုက်တာပို့ပြီးတော့ထိုးတာမြရတယ်နော်ဒါလည်းအမှတ်ပေးရမယ်ဟာလေဒါအမှတ်မပေးရတော့ပေးရမှာနော်ဒါမြန်မာဖိုက်တာအမှတ်ရနေပြီဒီတိုက်ဆိုလို့ရှိပေါ့နော်ကဲနံပါတ်5 round 5ဖြစ်ပါလေဗျငါးချီမြောက်နောက်ဆုံးမြောက်ပါပဲနောက်ဆုံးပေါ်နောက်ဆုံးရှိပေါ့နော်ကဲကျွန်တော်တို့အပေးထားမယ်မြန်မာဖိုက်တာတွေဒီချီမှာဘလို့နေမလဲဗျတကယ်တမ်းပွဲတာမပေးဘူးနော်မပြတ်ဘူးဆိုတော့နော်မလေးနိုင်ဘူးဆိုတော့အမှတ်ပေးဖြင်းဆုံးဖြတ်သွားမှာဖြစ်ပါတယ်နော်အမှတ်ပေးတဲ့နေ့စနေ့တွေဆုံးမကျော်ထိုးထားစမ်းပါကွာရှစ်ထောက်တွေကန်ထားရှစ်ထောက်မပါတာကိုသဘောမကျလက်သီးတွေပဲထိုးပြီးတော့ရှစ်ထောက်လိုက်အဲ့ဒါရင်ဖက်အဆောင်ကန်အဲ့ဒါပြီးနေတာလေကိုကမထိုးလို့မသိတော့အားမရဖြစ်နေနော်အားမလို့အားမရဖြစ်နေတယ်မြန်မာတွေနေ့စနေ့ပိုင်းနေနော်ထိုင်းဖိုက်တာတွေကိုမြင်မြတ်ကြည့်ရမှာထိုင်းဖိုက်တာတွေကအရင်မိုက်ကန်ချတွေကတိတ်မကောင်းရှေကန်ချတွေကတိတ်မကောင်းတို့မြန်မာဖိုက်တာကဘာမှမဖြစ်သေးဘူးနော်ကမ်ဘောဒီးယားဖိုက်တာကပဲနော်မျက်နှာခေါက်တွေနေရေးနေပြီနော်သူကပိုထိတာများတယ်ဒါတော့မြန်မာဖိုက်တာကိုနော်အမှတ်ဖြင့်အရှုံးပေးမယ်ဆိုလို့ရှိရင်ဒါဘက်လိုက်တဲ့အနေထားတွေပါဒါတပွဲလုံးကျွန်တော်တို့သုံးသက်တွေ့သလောက်ပေါ့နော်မြန်မာဖိုက်တာထိုးတာဘလို့များတာပေါ့နော်သူထိုးတာမျက်နှာခေါက်တွေမထိတာနော်ကမ်ဘူရှာဖိုက်တာကပိုခံရတာတွေ့ရထိုးထားကွာထိုးထားရင်ဖက်တွေဆောင်းကန်ရမယ်ဟာလေအားမရဘူးကိုဝင်လို့ထိုးမှာဖြစ်တော့ငါရှိဆိုတော့မနိုင်တော့ဘူးဟုတ်လားထိုးထားမယ်နောက်မဆုံးနဲ့ထိုးထားမယ်လုံးလိုက်ဖက်လိုက်ဆိုတော့အဆင်ပြေတော့ဒါဆိုလို့ရှိရင်ပွဲပြီးဖို့အနေထားမရှိတော့ပညာရှေးထောက်တွေဘေးရောက်ကုန်ပြီလေဟဲ့ပညာလက်သီးတွေဘေးရောက်ကုန်ပြီလေဗျဆုံးစရာရှေးထောက်တော့ကောင်းရင်ကွာဒီလောက်အရက်လေးတာနော်တော်တော်အသာလေးကိုထိုးနိုင်ပါနော်ရင်ဖက်တွေကိုစောင့်ကန်နော်ဘရိုနီကာနေ့စနေ့သူ့ကိုထိုးခိုင်းရမှာရှေကန်ချတဲ့ရမ်းနော်ကောင်းဖို့လို့ရှေကန်မကောင်းလေပါမထိုးလက်သီးလေးကတော့နော်ပြောမှဆိုလို့ရှိရင်အနှင်းကဲမှာထိုးလို့ရရှေကတော့ကြိုက်တယ်လို့နော်ကိုကျွန်တော်တို့ပေါ်ရအောက်ရောပြီးရကြိုက်တဲ့နေရာထိုးလို့ရလက်သီးကြတဲ့ခါကျတော့သူခေါင်းအပေါ်ပိုင်းတစ်ပိုင်းကိုဝေထိုးလို့ရနော်အောက်ပိုင်းကိုထိုးရခက်တယ်ပေါ့နော်ရှေတော့ကြတော့ပေါ်ရောအောက်ရောနောက်3-4နေရာထိုးလို့ရပါတယ်ရှေတော့3လာနော်လက်သီး3လာနဲ့မတူပါဘူးဗျလက်သီးကတော့ရှေသလုံးတွေကိုတော့ကန်လို့မရဘူးရှေထောက်ကတော့နော်ခေါင်းပေါ်ကိုကန်လို့ရပါတယ်ဗျ
ပြီးတော့မေတာနော်ဒါကျွန်တော်တို့မြန်မာဖိုက်တာကိုမှန်းတော့ဆိုလို့ရှိတာတကယ်နိုင်ပေးရမလားတပွဲလုံးသူပေးဟောဖြစ်သွားတဲ့ဟာတွေပါဒါသူတို့တက်လှုပ်တော့တဲ့အနေထားလားမသိပါဘူးဗျာဒီပွဲတွေကကဲပွဲကတော့နော်ပြပြချွန်ချွန်လေးပြီးသွားပါပြီဗျာကဲတိုင်ကဘလို့တက်မှတ်ကြမလဲကျွန်တော်တို့တပွဲလုံးသုံးသက်တဲ့အရာကောနော်ကျွန်တော်တို့စိုးမိုးစော်ပို့ပြီးတော့တာရလို့ကျွန်တော်တို့မြင်မိပါပြီဗျာဘာဖြစ်ဆိုလို့ရှိရင်နော်ကမ္ဘောဒီးယားဖိုက်တာကပို့ပြီးတော့အထီးနောက်မျက်နှာခေါင်းတွေမှာထိတာတယ်နော်ပေလက်သိညာလက်သိထိတာတယ်အများကြီးတွေ့ရပါတယ်ဗျာဒါဘလို့နေ့စနေ့တွေလာမလို့မသိဘူးဟာဘလို့ပြတော့မသိဘူးအဲကြောင့်ဘက်လိုက်မှုတွေအရန်ကိုနော်လိုအပ်တယ်ထိုးလာကြည့်တယ်လေဘာမှမတွေ့ရအောင်ဟာဒါကိုပြေးခြေထောက်တွေသုံးရမှာစုံကိုခြေထောက်တွေသုံးတာနေတယ်နော်အရန်ကိုကဲကျွန်တော်တို့တိုင်းဆုံးဖြတ်ကောပေးမှာတိတ်တော့အားလို့အားမရဖြစ်မြန်မာတဲ့နေ့စနေ့ပိုင်းတွေနော်နည်းနည်းလိုအပ်ပါသေးတယ်ဗျာခြေကန်ချတဲ့အရန်နေတယ်လက်သီးပဲထိုးတယ်ကံဘူးရှာဖိုက်တာပို့လို့နော်အချင်းနာဘောနော်သူပြီးတော့သူ့မှာထိတာပို့များတယ်ပွဲကိုသေချာဘလို့နော်ဒိုင်လိုကြီးရတော့ဘလို့ကြီးတော့မသိကဲဘသူလဲမင်းကလေးကိုနိုင်တယ်တော့မင်းကလေးကိုပြန်ရောက်ကြတယ်ကိုပြန်ဟာအဲ့လိုမျိုးနော်ကျွန်တော်တို့တွေ့တဲ့လောက်ပေါ့နော်ဒါဒီလိုမျိုးတွေလောက်တာများပါတယ်ဗျာဒါခွန်ခမာပြင်ပွဲတွေမှာဗမာတွေနော်ကျွန်တော်တို့မြန်မာတွေဟာဒီအကွက်တွေမှာရှုံးတာနော်မှန်တော့တကယ်သားပါနော်ကျွန်တော်တို့တပွဲလုံးသုံးသက်တဲ့အနေထားရပါတော့သူထိုးတာစိုးမှုစွာထိုးတာပို့ပြီးတော့များပါတယ်ဗျာနော်ညနေခွက်တွေမှာထိကြလေပို့များတယ်နော်ဒီအမှတ်ရွေတဲ့နေ့စနေ့တွေပေါ့နော်ထိုင်းနိုင်ငံတွေမှာနော်ကမ္ဘောဒီးယားနိုင်ငံတွေမှာဒါဒိုင်လုံကြီးရဲ့ဆုံးဖြတ်ချက်တွေကနော်တိတ်တော့သဘောမကျဘူးဘာဖြစ်ဆိုလို့ရှိရင်ထိုးခံတဲ့လူကိုအနိုင်ပေးတဲ့သဘောပေါ့နော်ဒီလိုအနေထားဖြစ်တော့ပါတယ်ဗျာဟုတ်ကဲ့ပါဒါကတော့နော်ကမ္ဘောဒီးယားနိုင်ငံမှာပြုလုပ်ကျင်းပတော့တဲ့နော်ခွန်ခမာဖိုက်တာပြင်ပွဲကြီးမှာတော့နော်ကျွန်တော်တို့နော်ကမ္ဘောဒီးယားနိုင်ငံကဖိုက်တာလေးနဲ့နော်ကျွန်တော်တို့စူမိုကျော်မြန်မာဖိုက်တာတို့ငါချီအကျိတ်နဲ့ရှင်ပြင်ပြီးတော့တယောက်ကိုတယောက်အလေးအကွေးပြေမထိုးနိုင်ပေမဲ့လေးပဲတိုင်းအဆုံးအဖြတ်ဖြင်းနော်ကမ္ဘောဒီးယားဖိုက်တာကိုအနိုင်ပေးလိုက်တာပဲဖြစ်ပါတယ်ဗျအဲ့ဒါကြောင့်ကျွန်တော်ရဲ့ sport ရဲ့ YouTube နေမှာအနည်းငယ်မျှဝေပေးလိုက်ရပါတယ်ကျွန်တော်တို့မြန်မာဖိုက်တာတွေပေါ့နော်ထိုင်းနိုင်ငံမှာလာထိုးတဲ့ဖိုက်တာတွေကမ္ဘောဒီးယားနိုင်ငံမှာလာထိုးတဲ့ဖိုက်တာတွေဟာနော်ပွဲကိုပြည့်အောင်ပြီးအောင်ထိုးကြပါလားရှေ့ထောက်တွေကောင်းကောင်းသုံးကြပါနေ့စနေ့ပိုင်းကိုကျွန်တော်တို့လေ့လာဖို့လူတွေလို့မြင်မိပါတယ်ဗျ